Hello အားလုံးပဲမင်္ဂလာပါဒီချိန်မှာတော့တကယ်ပဲဒီ New Year မှာရာသီဥတုနဲ့လည်းရန်လိုက်ဖက်ပြီးတော့တကယ်ပဲရန်လေပတ်လို့ကောင်းတဲ့မေဟောင်ဆောင် district မှာရှိတဲ့ Barak Thai ဆိုတဲ့နေရာလေးကိုကျွန်တော်မိသားစုတွေလာရောက်ပြီးတော့အပန်းဖြေတာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ထိုင်ဝမ်ရဲ့ရိုးရာယဉ်ကျေးမှုလေးကိုကျွန်တော်တွေ့ရမယ်ပြီးလို့ရှိရင်ဒီအရင်တွေကအားလုံးကတော့သူ့ရဲ့ပြင်ဆင်မှုတွေသူ့ရဲ့ presentation တွေအားလုံးကတော့ဒီထိုင်ဝမ်ရဲ့ presentation vibe ကိုကျွန်တော်တို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနေရာမှာဒီတရုတ်ရိုးရာဒီ culture ဒီဝတ်စုံလေးတွေဒီမှာရှိတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့ဝတ်စုံလေးတွေအများကြီးပဲကျွန်တော်တို့ဝတ်ဆင်ပြီးတော့ဒီနေရာမှာပေါ့နော်တပုံလေးတွေရိုက်လို့ရတယ်ဒီနေရာမှာကတော့ဒီဝတ်စုံတွေကတော့100ပဲပေးရတယ်ပေါ့နော်တစုံမှ100ပဲပေးရတယ်အဲ့တော့ညနေဆောင်ကျွန်တော်တို့တွေ9နာရီလောက်မှာကျွန်တော်ရောက်သွားတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီနေ့လေသွားရင်တော့အဆင်မပြေဘူးเนาะနေ့လေကြတော့သူကတော့ဒီ6ကပ်ပေါ့เนาะဒီလိုရောင်စုံတွေကြတော့ဒီညနေဆောင်လေးမှာကတော့ပို့ပြီးတော့ပေါ့เนาะအဆင်ပြေတယ်ပေါ့เนาะကြည်ရတာအဲ့တော့ကျွန်တော်တို့တွေညနေဆောင်လေးရောက်သွားတယ်ဒီဘက်အကန်ရီပြင်မှာသွားကြည့်ရှုခင်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီရာတီဥတုနဲ့အရန်ပဲလိုက်ဖက်တဲ့ဒီ hot pot ပေါ့နော်အဲ့ဒါကတော့ဒီရာတီဥတုရဲ့ပြီးလို့ရှိရင်ဒီက presentation နဲ့ဆိုလို့ရှိရင်တော့တကယ်ပဲအရန်ပဲကိုက်ညီတဲ့အစားအစာတစ်ခုလို့ကျွန်တော်တို့ကတော့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒီမတိုင်ခင်မှာကျွန်တော်တို့တွေလက်မှတ်ကိုကျွန်တော်တို့တွေတန်းစီပြီးတော့ကျွန်တော်တို့တွေဝယ်ခဲ့ကြတယ်ပေါ့နော်ဒီလေးစီးဖို့ရန်အတွက်900ကျော်ပေးရပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့တိုင်းရင်းသားပေါင်းစုံကျွန်တော်မြင်တွေ့ရတယ်စပွဲထိုးလေးတွေဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းအများများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဈေးရောင်းတဲ့သူတွေမှအစပေါ့လေဒီမှာ camps ခန်းချပြီးတော့အိတ်မှာပဲဖြစ်ပါပဲဖြစ်ပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတော့အများကြီးဝန်ထမ်းလေးတွေတော့အများကြီးရှိပါတယ်ကျွန်တော်ကန်ရင်ပြင်ကိုကြည့်ပြီးတော့ကျွန်တော်တို့ညစာ hot pot လေးကိုကျွန်တော်သုံးဆောင်ကြတယ်တကယ်ပဲရာသီဥတုနဲ့တကယ်ပဲအေးချမ်းလေးနဲ့တကယ်ပဲရန်ကောင်းတဲ့အစားအစာလေးပေါ့နော်ဒါကန်ရင်ပြင်ကြည့်ပြီးတော့ကျွန်တော်တို့စားကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပတ်လေးကျွန်တော်တို့မီးအောင်စုံလေးတွေစားပြီးတော့လင်းလာပါပြီခုဆိုတော့6နိုင်ခွဲအချိန်ဖြစ်သွားပါပြီအဲ့တော့ဒီ6နိုင်ခွဲအချိန်မှာဆိုလို့ရှင်တော့ရောင်စုံမီးလေးတွေတော်တော်လေးလာပါတဲ့အချိန်ဖြစ်နေပါပြီအဲ့တော့ကံမာကတော့ဒီအကုန်လုံးလဲတိကြတယ်ပေါ့နော်ဒီချိန်မှာမှလေစီးလို့ကောင်းတယ်ဆိုတာအကုန်လုံးတိကြတော့အဲ့ဒီလေစီးလို့ကောင်းတဲ့အချိန်မှာမှလေစီးတဲ့အခါကျမှသူကဒီမီးအောင်စုံလေးတွေကတော်တော်လေးကိုမြင်ရတယ်လေတွေလည်းများလေတကယ်ပဲကောင်းလေပေါ့နော်အဲ့တော့ shooting ကတော့ပို့ပြီးတော့ perfect ဖြစ်သွားတယ်ပေါ့နော်လေများလေစီးတဲ့သူများလေ perfect ဖြစ်လေပဲအဲ့တော့ကျွန်တော်တို့လည်းအခုချိန်မှာဆိုလို့ရှင်တော့9နာရီထိုးပြီးဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့လေကိုစားပြီးတော့စီးပါပြီပတ်ဝန်းကျင်ရဲ့အလအပတွေကိုကျွန်တော်တို့တွားကြည့်ရှုကြတယ်ခံစားကြတယ်စကားစမီလေးတွေပြောကြတယ်အဲ့တော့အသက်တောင်မှ10နဲ့ငယ်သွားတယ်လို့ခံစားရတယ်ပေါ့နော်တကယ်ပဲအရန်ကောင်းတဲ့ perfect ဖြစ်တဲ့နေရာလေးနဲ့ရာသီဥတုရဲ့အရာရာအားလုံးကအရန်ပဲပြည့်စုံပြီးသားဖြစ်နေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုအားပေးတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေညီကောင်မတွေအားလုံးကိုလည်းအရန်ပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြားလို့ရှင်လဲကျွန်တော်တကယ်ပဲအရန်ပဲလေပတ်လို့အရန်ကောင်းတဲ့ချင်းမိုင်တခွင်ကရှုခင်းလေးတွေကိုလည်းအများကြီးတင်ဆက်သွားမှာမို့လို့ကျွန်တော်ရဲ့ဒီ channel လေးကိုလည်းlike follow လေးလုပ်ပေးဖွင့်ရတော့လည်းမေတ္တာရက်ခံချင်ပါတယ်အားလုံးကိုအရန်ပဲကျေးဇူးတင်ပါတယ် bye bye နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆောင်တွေ့ကြပါစို့ Hello အားလုံးပဲမင်္ဂလာပါဒီနေရာကို Barak Thai လို့ခေါ်ပါတယ်ကျွန်တော်မိသားစုတွေ Happy New Year မှာလာရောက်ပြီးတော့လေပတ်နေတာဖြစ်ပါတယ်ရောင်စုံမီးလုံးလေးတွေနဲ့ပေါ့နော်တော်တော်လေးပျော်စရာကောင်းတယ်ဒီမှာတညအိတ်တယ်နေရခရီးပေါ့နော်ပြဿနာပြန်မယ်အဲ့တော့ဒီနေရာကမဲဟောင်ဆောင် district ထဲမှာရှိတယ်ဒီလိုကျွန်တော်တို့ထက်နဲ့သေးမယ်ဆိုလို့ရှိရင်တော့အရန်စိတ်သက်သာတယ်ပေါ့နော်တယောက်ပုံမှ200အများဆုံးပဲပေးရတယ်ပေါ့နော်ဒီလိုကန်ကြီးထဲမှာပေါ့နော်campaign မှာကျွန်တော်အိတ်လို့ရတယ် campaign site လုပ်လို့ရတယ် campaign 10လေးတွေငါးကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဆီမှာရပါတယ်ဒါနဲ့ site တွေကျွန်တော်ဆီမှာငါးပါတယ်ကျေးဇူးတင်ပါတယ် Arizona Car Rental Service မှာဆိုလို့ရှိရင်ကားအမျိုးအစားစုံလင်စွာကိုတနေရာထဲမှာပဲငှားရမ်းလို့ရကြမို့ GTD ကနေပြီးတော့တင်ကားလေးပါချင်ပါတယ် Arizona